ဒီနေ့ကျွန်တော်တို့ရှေးဟောင်းမြို့တော်တစ်ခုရဲ့ရှို့ဝှက်စမ်းကြဲတဲ့ခီးစဉ်အကြောင်းပြောပြချင်ပါတယ်။ဒီခီးစဉ်ကအဖိုးတန်ရတနာတွေနဲ့ဗဟုသုတတွေစီဦးတည်သွားမှာပါ။ကျွန်တော်တို့အားလုံးမောင်မောင်နဲ့အတူဒီရှို့ဝှက်ချက်တွေကိုဖော်ထုတ်ကြရအောင်။ဒီခီးစဉ်ရဲ့အစကတော့မြို့ဟောင်းရဲ့အစွန်ဖျားကတောင်ကုန်းပေါ်ကဖျားเจ้าပြက်ကြီးပါပဲ။ဒီနေရာကဒေသခံတွေကြောက်ရွံ့ပြီးရှို့ဝှက်စမ်းကြဲတဲ့ဇလန်းတွေနဲ့ပြည့်နေပါတယ်။ဒီဖျားเจ้าပြက်ကြီးထဲမှာဘာတွေကိန်းအောင်နေလဲဆိုတာဘယ်သူမှမသိကြသေးပါဘူး။ဒါပေမဲ့မောင်မောင်ဆိုတဲ့တမိုင်းပညာရှင်တယောက်ကဒီရှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာရဲရင်ပြီးစူးစမ်းလိုစိတ်ပြင်းပြသူပါအခက်ခဲတွေကြားကနေသူတယောက်တည်းရှေ့ဆက်ခဲ့ပါတယ်။ခရားเจ้าပြက်ထဲရောက်တော့မောင်မိုက်ပြီးတိတ်ဆိတ်နေတာကိုတွေ့ရပါတယ်။ဒါပေမဲ့နေရန်တွေပေါ်မှာရှေးဟောင်းစာပေတွေရေးထိုးထားတာကိုမောင်မောင်တွေ့ခဲ့ပါတယ်။ဒီစာတွေကရှေးခေတ်ဖွရင်တစ်ပါးရဲ့ရှို့ဝှက်ဗန္နာအကြောင်းပြောပြနေပါတယ်။အဲ့ဒီစာတွေအရဗန္နာကိုဖျားเจ้าပြက်ရဲ့အောက်ခြေမှာမြုပ်ထားတယ်ဆိုတာမောင်မောင်သိခဲ့ပါတယ်။သူဟာမနာမနေတူးဖော်ခဲ့ပါတယ်။နာရီပေါင်းများစွာကြာပြီးနောက်ရှေးဟောင်းတစ်တာတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။မောင်မောင်ရှာဖွေတွေ့ရှိခဲ့တဲ့တစ်တာထဲမှာဘာတွေပါလဲရွှေတွေကြောင်းမြတ်ရတနာတွေပြည့်နေတာကိုတွေ့ရပါတယ်။ဒါပေမဲ့ဒီရတနာတွေထက်ပိုတန်ဖိုးရှိတာတစ်ခုကရှေးဟောင်းစာအုပ်တအုပ်ပါပဲဒီစာအုပ်ထဲမှာပျောက်ဆုံးနေတဲ့ဗဟုသုတတွေပညာရက်တွေအများကြီးပါဝင်နေပါတယ်။ဒါဟာရုပ်ဝတ္ထုပစ္စည်းတွေထက်အများကြီးပိုတန်ဖိုးရှိတဲ့အသိပညာဗန္နာပါပဲ။ဒီလိုနဲ့မောင်မောင်ဟာရတနာတွေနဲ့ပညာတွေကိုဘလို့အသုံးချခဲ့လဲသူရရှိလာတဲ့ရွှေငွေတွေကိုဒေသခံတွေရဲ့လူမှုဘဝတိုးတက်ဖို့အတွက်လူရန်ခဲ့ပါတယ်ပြီးတော့ရှေးဟောင်းစာအုပ်ထဲကပညာရက်တွေကိုလည်းလူများသိအောင်ဖြန့်ဝေပေးခဲ့ပါတယ်။ဒီလိုလုပ်လိုက်တော့မြို့ဟောင်းဟာဗဟုသုတတွေနဲ့ပြန်လည်အသက်ဝင်လာပြီးအသွင်သစ်နဲ့ပုံမတောက်ပလာခဲ့ပါတယ်။ဒီခီးစဉ်တစ်ခုလုံးကနေကျွန်တော်တို့ဘာတွေသင်ယူရမလဲစူးစမ်းလိုစိတ်နဲ့ရဲရင်မှုရှိရင်ဖုံးကွယ်နေတဲ့ရှိုးဝှက်ချက်တွေကိုဖော်ထုတ်နိုင်ပြီးတန်ဖိုးရှိတဲ့ဗဟုသုတတွေကိုရှာဖွေနိုင်ပါတယ်။ကိုရရှိထားတဲ့ပညာကိုတကူကောင်းမဆန်ပဲဖြန့်ဝေပေးခြင်းဖြင့်လူဖွဲ့စည်းကိုပိုကောင်းအောင်လုပ်နိုင်ပါတယ်။ဒါကြောင့်မောင်မောင်ဟာမြို့ရဲ့သူရဲကောင်းတဦးအဖြစ်သမိုင်းမှာထင်ကျန်ရစ်ခဲ့တာပါပဲ။